မြစ်စော်ဖျက်ရှိကိုတော်မြတ်ကြီးကအကီကဘာရောဒါစာပုံနာကိုဘယ်ရာကလူအောက်တန်းစာလဲဘယ်အကြောင်းတရားကလူအောက်တန်းစာဖြစ်စီတဲ့အကြောင်းတရားလဲဆိုတာဂါထာပေါင်း20နဲ့ဟောပြောပြဆိုခဲ့ပါတယ်အဲ့ဒီဒေကမှာနောက်ဆုံးကြံရှိနေသေးတဲ့လူအောက်တန်းစာအပိုင်း3ကိုနောက်ဆုံးအနေနဲ့တင်ဆက်ပေးပါမယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်တော့မျိုးမွေးထွေးပါတူတာရတာတွေနဲ့ဓမ္မစာပေတွေကို knowledge sharing လုပ်ပေးနေတဲ့သူပဲဖြစ်ပါတယ်ဒီလိုကြောင်းရတွေကိုသဘောကျနှိမ့်ချရဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ကို follow and subscribe လုပ်ထားကြဖို့တောင်းဆိုပါတယ်ခင်ဗျာဒီဗီဒီယိုလေးကတော့လူအောက်တန်းစာအကြောင်းတွေရဲ့အပိုင်း3ပါအပိုင်း1နဲ့2ကိုမကြည့်ရသေးဘူးဆိုလို့ရှိရင် description ထဲမှာ link ချထားပေးပါတယ်ခင်ဗျာလူအောက်တန်းစာနံပါတ်15ကတော့ပင်ကန်းစုချေခြင်းမရှိဘဲနဲ့စော်ကားပြောဆိုတဲ့သူတွေပါမိမိရဲ့အိမ်ကိုစိုးငံကြွလာတဲ့ရဟန်းတန်ဃာတွေအလူကံပုဂ္ဂိုလ်တွေကိုအများအပြားလေးလေးစားစားဆက်ဆံကြပေမဲ့တချို့သူတွေကတော့အဲလိုအလူကံပုဂ္ဂိုလ်တွေကိုမထီမဲ့မြင်ဆက်ဆံတာတွေစော်ကားပြောဆိုတာတွေလုပ်တတ်ကြပါတယ်ဥပမာအနေနဲ့ပြောရလို့ရှိရင်ဒီနေ့ခေတ်မှာလူထုအကျိုးပြုလုပ်ငန်းတွေဘာသာရေးအဖွဲ့အစည်းတွေပရိုက်တာအဖွဲ့တွေကိုစကားတွေနဲ့ဝေဖန်တိုက်ခိုက်ပြောဆိုတတ်တဲ့သူတွေပါကိုတိုင်ကလက်တွေ့မပါဝင်ဘဲနဲ့အပြစ်ရှာတတ်တဲ့သူတွေကောင်းမှုနဲ့အကြံပေးချက်မျိုးမရှိဘဲနဲ့အပြစ်တွေပဲထိုင်တင်နေတဲ့သူတွေကဒီလက္ခဏာနဲ့ကိုက်ညီပါတယ်လူမှုကွန်ရက်တွေပေါ်မှာကိုမန့်ရေးယုံတက်တက်နဲ့အပြုသဘောမဆောင်တဲ့ဝေဖန်မှုတွေပြုလုပ်ပြီးအမှန်တကယ်ကူညီပေးဖို့ကြတော့ရှောင်ဖယ်နေတဲ့သူတွေတဲ့လူအောက်တန်းစာအမျိုးသားတွေပါဝင်ပါတယ်အရှင်းဆုံးပြောရလို့ရှိရင်ဘာသာရေးကောင်းဆောင်တွေနဲ့ကြီးညိုထိုက်သူတွေကိုလေးစားမှုမရှိဘဲနဲ့ရိုင်းပြစွာပြောဆိုဆက်ဆံတာဆရာသမားတွေနဲ့လေးစားထိုက်သူတိုင်းကိုမထီမဲ့မြင်ပြောဆိုခြင်းကလည်းလူယုံမာတွေရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။နံပါတ်16ကတော့လူချင်းမှုတွေကြောင့်မကောင်းတာတွေကိုလိုက်လျော်ပြီးတော့မတမာတဲ့သူတွေရဲ့လှည့်ပြားမှုကိုမတိနာမလဲပဲလိုက်ပါသွားတတ်တဲ့သူတွေပါ။ဒီနေ့ခေတ်မှာဆိုလို့ရှိရင်လူငယ်လူရွယ်တွေအတွေ့အကြုံနှုတ်တဲ့သူတွေကကိုကြိုးပဲကြီးတဲ့သူတွေရဲ့ဥဆောင်မှုအောက်မှာမှားယွင်းတဲ့လမ်းကြောင်းကိုလိုက်ပါသွားတာမျိုးပါသူတို့ရဲ့လူချင်းတက်မှတ်မှုဘက်ကနေဆွဲဆောင်ပြီးမတရားမှုလုပ်ရက်တွေမှာပါဝင်သွားတာမျိုးတွေကလည်းအောက်တန်းစာလုပ်ရက်တွေပဲဗျဥပမာကြားဖြတ်လုပ်ငန်းတွေလိုမျိုးပါလူတွေကငွေကြေးအာဏာကြော်ကြားမှုစားတဲ့လူချင်းမှုတွေကြောင့်ကိုယ့်ရဲ့ကိုယ်ပိုင်ယုံကြည်မှုတန်ဖိုးထားမှုတွေကိုစွန့်လွတ်ပြီးလွယ်နဲ့လှည့်ပြားခံရတာမျိုးဖြစ်တတ်ပါတယ်ဒီလိုမတမာတဲ့လမ်းကိုလိုက်မိတဲ့သူတွေဟာတစ်ချိန်တည်းမှာပဲသူယုံမှာအဖြစ်တတ်မှတ်ခံရတာကိုသတိပြုသင့်ပါတယ်လူမှုကွန်ရက်ခေတ်မှာဆိုလို့ရှိရင် fake news တွေမမှန်ကန်တဲ့သတင်းချက်လက်တွေကိုစစ်စစ်တီးပြုတ်ခြင်းမရှိဘဲနဲ့ပြန်ပြမိတဲ့သူတွေကလည်းဒီမျိုးစားတဲ့ပါဝင်ပါတယ်ကိုတိုင်သုံးသက်စဉ်းစားဖို့အရေးကြီးပါတယ်ခေတ်မြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်မတိနားမလည်မှုနဲ့ကိုကျိုးစည်းပွားအတွက်ကျင့်ဝတ်သိက္ခာတွေကိုစွန့်လွတ်ခြင်းကလည်းသူယုံမာတွေရဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်နံပါတ်19နဲ့လူအောက်တန်းစားကတော့မာမာနထောင်လွှားတဲ့သူတွေပါလူတဘာဝကမိမိကိုယ်ကိုမြင့်မြတ်စေခြင်းနဲ့စိတ်ရှိပါတယ်ဒါပေမဲ့မိမိကိုယ်ကိုမြင့်တင်ပြီးတော့သူတစ်ပါးကိုနှိမ့်ချတာမျိုးကအမှန်တကယ်ကိုယ့်ရဲ့တန်ဖိုးကိုလျော့နေစေပါတယ်ဒီလိုလူမျိုးကအချိန်ကြာလာတဲ့အခါလူတွေရဲ့လေးစားယုံကြည်မှုကိုဆုံးရှုံးသွားတတ်တယ်လို့ဓမ္မပဒကပြောထားပါတယ်တကယ်ချင်းတို့လည်းတွေ့ဘူးကြမှာပါအမြဲတမ်းငါကမင်းထက်တာတယ်ဆိုတဲ့စိတ်တက်နဲ့နေတဲ့သူတွေကိုပါကိုတအားချီးမွမ်းပြီးတော့သူတစ်ပါးကိုနှိမ့်ချတတ်တဲ့သူဟာမာနကြောင့်တစ်ချိန်မှာအရှက်ရတတ်ပါတယ်ကိုတခြားသူတွေထက်တာလုံတယ်လို့ထင်မြင်ယူဆပြီးတော့တခြားသူတွေကိုကိုယ့်ရဲ့ငယ်သားဆက်ဆံတာလူမှုကွန်ရက်စာမျက်နှာပေါ်မှာမိမိကိုတအားကိုမှချီးကျိုးပြီးတော့တခြားသူတွေကိုနှိမ့်ချရေးသားတာတွေတခြားသူတွေရဲ့အောင်မြင်မှုကိုအတိမတ်မပြုတ်ပဲမလူမုန်းထားခြင်းကလည်းလူအောက်တန်းစားတွေရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်18လူအောက်တန်းစားကတော့ချုပ်ချယ်ဝေဖန်တတ်တဲ့သူပါသူတစ်ပါးကိုအမြဲတမ်းချုပ်ချယ်ဝေဖန်တတ်တဲ့သူတွေဟာသူတို့ရဲ့မျက်လုံးတွေကတပားသူရဲ့အမှားကိုပဲမြင်တတ်ပြီးတော့ကိုယ့်ရဲ့အမှားကိုတော့လုံးဝမမြင်တတ်ကြဘူးဗျသူများတွေပေးကမ်းလှူဒန်းတာကိုလည်းမနာလိုဝန်တိုတတ်ကြပါတယ်သူများတွေပျော်ရွှင်နေတာအောင်မြင်နေတာကိုမြင်ရလို့ရှိရင်မခံမရပ်နိုင်ဖြစ်ပြီးတော့မကောင်းတဲ့အကြံစီတွေနဲ့ဖျက်ဆီးဖို့ကြိုးစားတတ်ကြပါတယ်သူတို့ရဲ့စိတ်ထဲမှာလည်းအမြဲတမ်းယုံမာတဲ့အကြံစီတွေနဲ့ပြင်းနှံ့နေတတ်ပါတယ်ဝန်တိုစိတ်တွေမနာလိုစိတ်တွေကလည်းသူတို့ရဲ့နှလုံးသားကိုကြီးစိုးထားတဲ့အတွက်ဘယ်သူ့မှပေးကမ်းလို့စိတ်မရှိပါဘူးကိုယ်မှရှိတဲ့ပစ္စည်းအသိပညာအတွေ့အကြုံတွေကိုလည်းဘယ်တော့မှအမျှဝေပေးခြင်းနဲ့စိတ်မရှိကြဘူးဗျာအစင်းလဲကောက်ကျတဲ့အပြုမှုတွေကလည်းသူတို့ရဲ့အကျင့်တစ်ခုပါသူတစ်ပါးကိုလှည့်စားဖို့အတုံးချဖို့အမျက်ထုတ်ဖို့အတွက်အမြဲတမ်းကြံစီနေတတ်ပါတယ်မယိုးသားတဲ့ပြုမှုတွေနဲ့သူတစ်ပါးကိုဒုက္ခပေးဖို့ဝန်မလေးတတ်ကြဘူးဗျာ
အရှက်ကြောက်ဆိုတာလည်းသူတို့မှမရှိဘူးမကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့ဘယ်တော့မှမရှက်တတ်ကြသလိုမကောင်းတဲ့ကြိုးဆက်တွေကိုလည်းမကြောက်မရွံ့တတ်ကြဘူးဗျာသူတို့ရဲ့ပန်းနိုင်ကိုရောက်ဖို့ဆိုလို့ရှိရင်ဘယ်လိုနီးလန်းမျိုးမဆိုတုံးဖို့ဝန်မလေးတတ်ကြဘူးဗျာဒါကြောင့်မို့သူရုံးမှာလက္ခဏာတွေဇယိုက်လက္ခဏာတွေကိုသိရှိထားပြီးသူတို့နဲ့ဝေးရှောင်ကျင်မှုအရေးကြီးပါတယ်ကိုတိုင်လည်းဒီလိုဇယိုက်လက္ခဏာတွေမဖြစ်အောင်အမြဲတမ်းသတိထားပြီးတော့ပြုပြင်နေထိုင်တင်ပါတယ်လူရုံးမာတွေရဲ့အန်ဒီရကနေကိုကာကွယ်နိုင်ဖို့နဲ့လူမှုတိုင်းဝိုင်းမှာကောင်းမှုနဲ့သူတယောက်ဖြစ်လာဖို့အတွက်ကျွန်တော်တို့လည်းဒီအချက်တွေမရှိဖို့လိုပါတယ်ခင်ဗျာနံပါတ်19လူအောက်တန်းစားကတော့ပုတ်ခတ်ဆွဆွဲပြောဆိုတတ်တဲ့သူတွေပါမြတ်စွာဘုရားလိုအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကိုတော့မဟုတ်မမှန်ဆွဆွဲပြောဆိုရဲတဲ့သူပါသူတို့ကဗုဒ္ဓဘာသာရဲ့အခြေခံကြဆုံယုံကြည်မှုကိုဖျက်ဆီးဖို့ဝန်မလေးတက်ကြဘူးဗျပြီးတော့မြတ်စွာဘုရားရဲ့တပည့်ယဟန်တော်တွေတခြားဘာသာဝင်တွေတာမန်လူတွေအားလုံးကိုလည်းမတရားဆွဆွဲပြောဆိုတတ်ကြပါတယ်သူတို့ရဲ့စိတ်ထဲမှာမနာလိုငိုတိုတဲ့စိတ်အာဃာတတွေနဲ့ပြင်းနေနေပြီးတော့သူတစ်ပါးကိုနာကျင်စေဖို့ဂုဏ်သိက္ခာကိုထိခိုက်စေဖို့လူမှုရေးပြဿနာတွေဖန်တီးဖို့ဝန်မလေးတက်ကြဘူးဗျမြတ်စွာဘုရားရဲ့တပည့်ယဟန်တော်တွေတခြားဘာသာဝင်တွေတာမန်လူတွေအားလုံးကိုလည်းမတရားဆွဆွဲပြောဆိုတတ်ကြပါတယ်သူတို့ရဲ့လုပ်ရက်တွေဟာလူမှုဖွဲ့စည်းရဲ့ငြိမ်းချမ်းမှုကိုပျက်စီးစေပြီးတော့အမုန်းတရားတွေကိုလည်းပြန့်နှံ့စေပါတယ်ဒါကြောင့်ဒီလိုလူတွေဟာလူမှုဖွဲ့စည်းမှာအလွန်အန္တရာယ်များပြီးတော့ရှောင်ရှားတင်တဲ့သူတွေပါဒါကြောင့်မို့လို့ကျွန်တော်တို့အားလုံးဟာဒီလိုလူယုံမာတွေရဲ့ဇယိုက်လက္ခဏာတွေကိုသိရှိထားပြီးတော့သူတို့နဲ့ဝေးရှောင်ကျင်တင်ပါတယ်ကိုတိုင်လည်းဒီလိုဇယိုက်လက္ခဏာတွေမဖြစ်အောင်အမြဲတမ်းသတိထားနေထိုင်ဖို့လိုတယ်ဗျနံပါတ်20လူအောက်တန်းစားကတော့ယဟန္တာမဟုတ်ဘဲနဲ့ယဟန္တာလို့လိန်နေသူပါမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကမိမိကိုယ်တိုင်ယဟန္တာမဖြစ်သေးပဲယဟန္တာဖြစ်ကြောင်းမဟုတ်မမှန်ပြောဆိုတဲ့သူတွေဟာအယုံမှဆုံးတကူးကြီးတွေလို့ဆိုထားပါတယ်ယဟန္တာဆိုတာကိလေသာအလုံးကိုအကျွင်းမဲ့ပယ်တတ်ပြီးတဲ့အပြင်ဖျားပြီးရင်လောကမှာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ပါဒီလိုအဆင့်တန်းကိုမရရှိသေးပဲရရှိပြီးပြီလို့လိန်လည်ပြောဆိုတာကဘာသာရေးကိုစော်ကားခြင်းယုံကြည်မှုကိုဖျက်ဆီးခြင်းသူတစ်ပါးကိုလိန်လည်လှည့်စားခြင်းဆိုတဲ့သူယုံမှာလက္ခဏာတွေပါဒီလိုလူမျိုးတွေကမိမိမှာမရှိသေးတဲ့ဂုဏ်တွေကိုမဟုတ်မမှန်ပြောဆိုခြင်းနဲ့သူတစ်ပါးကိုလှည့်စားတတ်ကြပါတယ်သူတို့ရဲ့လုပ်ရက်တွေကရှက်စရာလုပ်ရက်တွေဆိုတာမသိပဲနဲ့တော့မနေဘူးဗျဒီနေ့ခေတ်ဘာသာရေးလောကမှာလည်းဒီချက်ကိုမြင်တွေ့နိုင်ကြပါတယ်စစ်မှန်တဲ့ဘာသာရေးဆိုင်ရာပညာဘဟုတုတမရှိပဲနဲ့ဘာသာရေးကောင်းဆောင်ဖြစ်ကြောင်းဟန်ဆောင်ထားတဲ့သူတွေတရားဓမ္မတွေကိုနားလည်ကြအောင်ဆောင်ပြီးတော့ကုသိုလ်ရမယ်ဆိုပြီးတော့ပတ်စံတွေကောက်ခံတာလူတွေရဲ့ကြည်ညိုမှုတွေယုံကြည်မှုတွေကိုရယူပြီးတော့အလွဲသုံးစားပြုတဲ့သူတွေကလူအောက်တန်းစားတွေပါပဲခင်ဗျာနံပါတ်21လူအောက်တန်းစားကတော့ကံရဲ့ကြိုးကိုလက်ခံယုံကြည်မှုမရှိတဲ့သူပါဗုဒ္ဓဘာသာရဲ့အခြေခံအကျဆုံးနဲ့အဓိကအကျဆုံးတရားကတော့ကံရဲ့အကျိုးကိုယုံကြည်လက်ခံခြင်းပဲဗျကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတာလောကရဲ့အခြေခံအကျဆုံးတရားတွေပါဘယ်လိုကောင်းတာပဲလုပ်လို့ကောင်းတာမဖြစ်ဘူးဆိုတဲ့သူတွေရဲ့ဘယ်လိုမကောင်းတာတွေပဲလုပ်လို့ဘာမှမဖြစ်ဘူးလို့လက်ခံထားတဲ့သူတွေကလည်းလူအောက်တန်းစားတွေပဲဖြစ်ပါတယ်ခင်ဗျာရှေးခေတ်အိန္ဒိယနိုင်ငံရဲ့လူမှုတိုင်းဝိုင်းမှာအမျိုးဆက်နှိတ်ချီမြင့်ချင်ကလူတူရဲ့တန်ဖိုးနဲ့အဆင့်တန်းကိုဆုံးဖြတ်ပေးတဲ့အဓိကအချက်တွေဖြစ်တယ်ဗျမြင့်မြတ်တဲ့ဗြဟ္မဏမျိုးနွယ်ကမွေးဖွားလာတဲ့သူတွေကလူဖွဲ့စည်းမှာအမြင့်ဆုံးနေရာကိုရရှိပြီးတော့အမျိုးဆက်နှိတ်တဲ့အောက်ခြေလူဒန်းစားတွေကတော့ခွဲခြားဆက်ဆံတာနဲ့ဖိနှိပ်တာကိုခံစားကြရပါတယ်ဒါပေမဲ့လည်းမြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကအဲ့ဒီအစဉ်လာကိုပြောင်းလဲစေခဲ့ပါတယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ကလူတူရဲ့တန်ဖိုးကိုအမျိုးရိုးစာတီးနဲ့မဆုံးဖြတ်သင့်ကြောင်းကိုဟောကြားခဲ့ပါတယ်အမျိုးဆက်ကြောင့်ရုံးမှသူမဖြစ်နိုင်အမျိုးဆက်ကြောင့်ဗျမနာမဖြစ်နိုင်မိမိပြုခဲ့သောအမှုကြောင့်သာလျှင်သူရုံးမှဖြစ်ရ၏မိမိပြုသောအမှုကြောင့်သာလျှင်ဗျမနာဖြစ်ရ၏စတဲ့မြတ်စွာဘုရားရှင်ရဲ့တရားတော်ကအိန္ဒိယလူဖွဲ့စည်းရဲ့မျက်နှာစာကိုပြောင်းလဲစေခဲ့ပါတယ်ဒုံစန္ဒမျိုးတွေမှာမွေးဖွားလာတဲ့မာတင်ကလူလင်ရဲ့ဥပမာဖြစ်ပျက်ကအဲ့ဒီအဆိုကိုတက်တည်ပြခဲ့ပါတယ်မာတင်ကလူလင်ကစည်ရဲနွမ်းပါတဲ့မိသားစုကမွေးဖွားလာပြီးမြဲစ조사အထောက်မှုနဲ့ကျင်းဝသိက္ခာတွေကြောင့်မြင့်မြတ်တဲ့ဘဝကိုရရှိခဲ့ပါတယ်မင်းမျိုးပုံနာမျိုးကုံတယ်မျိုးအစရှိတဲ့လူမျိုးတို့ကမာတင်ကကိုလာရောက်ကူးွယ်ကြပါတယ်မာတင်ကလူလင်ကတေလုံပြီးတဲ့အခါမှာတော့ဗြဟ္မဏပြည်ကိုတောင်ရောက်ရှိခဲ့ပါတယ်အဲ့ဒီနီးတူစွာပဲဗြဟ္မဏမျိုးနွယ်ကမွေးဖွားလာတဲ့သူတွေကလည်းမကောင်းမှုတွေပြုလုပ်ပါကကဲရေရှုပ်ချခံရပြီးတော့ဒုက္ခတိဘဝကိုရောက်ရှိနိုင်ကြောင်းဘုရားရှင်ကဟောကြားခဲ့ပါတယ်
အမျိုးဆက်ကလူတဦးကိုကယ်တင်နိုင်စွမ်းမရှိပါဘူးမိမိတို့ရဲ့အပြုတ်မှုနဲ့လောက်ရက်တွေကသာလူတူရဲ့တန်ဖိုးကိုဆုံးဖြတ်ပေးနိုင်တာဖြစ်ပါတယ်အကိကဘာရဒဇာပုံနာကဘုရားရှင်ရဲ့တရားတော်ကိုနာကြားပြီးတဲ့အခါမှာမျိုးရိုးစာတိကိုအခြေခံတဲ့ယုံကြည်ချက်တွေကိုစွန့်လွတ်ခဲ့ပါတယ်သူကဘုရားရှင်ရဲ့တပည့်တာဝကတူဖြစ်လာပြီးတော့လူတိုင်းကမိမိတို့ရဲ့လောက်ရက်များဖြစ်တာတန်ဖိုးဖြတ်ခံရကြောင်းကိုလက်ခံယုံကြည်ခဲ့ပါတယ်ဘုရားရှင်ရဲ့တရားတော်တွေကဒီနေ့ကလူသားတွေအတွက်အလွန်တန်ဖိုးရှိပါတယ်လူတူရဲ့တန်ဖိုးကိုမျိုးရိုးစာတိဘာသာလူမျိုးအသားအရောင်ကြားမှစားတဲ့အချက်တွေနဲ့မစိုးဖြတ်သင့်ပါဘူးလူတူရဲ့စိတ်ဓာတ်စာနာထောက်ထားမှုစူးစမ်းထုတ်မှုတခြားသူတွေပေါ်ကူညီဖေးပါမှုနဲ့သာတန်ဖိုးဖြတ်သင့်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တင်ပြတာတွေကတော့မြတ်စွာဘုရားရှင်ကအကိကဘာရဒါဇာပုံနာကိုလူအောင်တန်စာကဘယ်လိုလူမျိုးလဲဆိုတာဟောပြောပြဆိုခဲ့တဲ့တရားတော်ပဲဖြစ်ပါတယ်ကျွန်တော်တို့လည်းလူအောင်တန်စာဖြစ်စီမဲ့ဒီတရားတော်တွေကနေလွတ်ကင်းတဲ့လူထက်တန်စာတွေဖြစ်အောင်စူးစမ်းနေထိုင်ရင်ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်